လူတယောက်ထမင်းစားနေတော့သူ့ကိုတယောက်ကကလားထိုင်နေလာရိုက်လိုက်တာပေါ့ဒါပေမဲ့သူကဘာလုပ်လဲဆိုတော့ရှေ့ထွက်ပြီးတောင်းပန်လိုက်တယ်ဟိုလူကတော့သူ့ကိုအားနေလေလို့ထင်သွားတာပေါ့နော်ပြီးတော့ဘီယာဒဘူလင်းကိုတောက်ပြီးသူ့ကိုလှမ်းပစ်လိုက်တာပေါ့ဒီလိုစော်ကားလာတော့မှအဲ့ဒီလူကမတိုက်ချင်ဘူးဗျာဘာလို့လဲဆိုတော့သူကနိုင်ငံခြားကနေအခုမှပြန်ရောက်တာကိုအိမ်ပြန်ပြီးသူ့မိမနဲ့တွေ့ရအောင်မယ်လေသူကအဲ့ဒီမှာပိုက်ဆံရှင်းပြီးပြန်တော့မယ်လုပ်နေတာဒါပေမဲ့စားပွဲထိုးကသူ့ကိုလာတားပြီးတော့မပြန်ခိုင်းဘူးမင်းဘေးစားပွဲတဲ့ပိုက်ဆံမရှင်းရသေးဘူးလို့စားပွဲထိုးကပြောတာပေါ့ဟိုလူကဘာပြောလဲဆိုတော့မင်းခုလကငါ့ကိုရိုက်ပြီးငါအရက်တွေဖိတ်ထော်တာပဲကဲဒီနေ့ထမင်းဖိုးကိုငါတောင်းပန်နေအနေနဲ့မင်းတို့ကရှင်းပေးလိုက်ပါမယ်လို့ပြောလိုက်တော့ဒီလူကအံ့သွားတာပေါ့သူကတေချာပေါက်ရိုက်ခံရတာဒါပေမဲ့အခုကျတော့ဒီထမင်းဖိုးလေးပဲရှင်းရတာမဟုတ်တော့ဘူးဒီလူကဟိုလူကိုမတိပေမဲ့သူနောက်ကဂူရှိအဖွဲ့အစည်းကိုလာလေးစားရတော့မယ်ဒါပေမဲ့ဘာသူတိမှာလဲဒီဂူရှိအဖွဲ့အစည်းကသူနိုင်ငံခြားမှာတွားခင်တော့ကသူမိမကိုပေးခဲ့တဲ့ company ပဲဖြစ်နေတာကိုသူကအဲ့ဒီလူမိုက်ကိုမင်းဂူရှိအဖွဲ့အစည်းနဲ့ဘလို့ပတ်သက်လဲဆိုပြီးမေးလိုက်တဲ့အခါမှာတော့နောက်ထပ်တုံ့လုပ်စရာအမှန်တရားတစ်ခုကိုသူကြားလိုက်ရပြန်ရောဒီမှာတော့ဇလန်ကပြောင်းပြန်လှန်သွားပြီသူမိမကဒီလူကိုခဏတာယုံဖို့ခက်သွားတာပေါ့ဘာလို့လဲဆိုတော့သူကနိုင်ငံခြားကနေပြန်ရောက်ချင်းသူမိမကဖုံးဆက်ပြီးအိမ်ဘတော့ရောက်မှလဲလို့မေးခဲ့တာကိုပြီးတော့သူ့အကြိုက်ဆုံးပေးလဲစားစံပြုတ်ကိုလည်းအိမ်မှာချက်ပြုတ်နေတာလေဒါကြောင့်ဒီလူကမျောလင်းချက်လေးတော့ရှိနေသေးတာပေါ့သူကဖုံးဆက်ပြီးအတီးပြုတ်ဖို့လောက်တုံးရှိသေးတယ်ဟိုလူမိုက်ကသူ့ကိုဖုံးဆက်နေတဲ့ထေတာနဲ့ချက်ချင်းပဲပလင်းကိုလှမ်းပစ်ပြီးသူ့တပည့်တွေကိုအကုန်လုံးခေါ်လိုက်ရောအဲ့ဒီတော့ဒီလူကလည်းအကန်ခံရတော့တာပေါ့ဒီလူကချက်ချင်းပဲငါကဂူရှိအဖွဲ့အစည်းရဲ့ဥက္ကဋ္ဌရဲ့ယောက်ျားပါဆိုပြီးမြန်မြန်ပြောလိုက်တယ်မင်းတို့မယုံရင်အခုချက်ချင်းဖုံးဆက်ပြီးမေးလို့ရတယ်လို့ပြောလိုက်တာပေါ့